ဟုတ်ပြီမင်္ဂလာပါဒီတယောက်မေးထားတာကိုကျွန်တော်ပြန်ဖြေပေးမယ်နော်ကိုရဲ့ exact software ကထိုင်းဘာသာကို English ပြောင်းနေလေးပြပြပါနော်တဲ့ဟုတ်ပြီအဲ့ဒါ Microsoft Office မှာကျွန်တော်ထိုင်းဘာသာစကားဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေရင်ကျွန်တော် English လို့ပြန်ပြီးတော့ပြောင်းချစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ပြောင်းမဆိုရင်ကျွန်တော်ပထမဆုံး Microsoft Office ကိုပြင်မယ်နော် Office ထဲတစ်ခုခုပေါ့ exact ကိုပြင်မယ်ပြီးတော့အခုဒီမှာဆိုရင်ကျွန်တော်ထိုင်းလို့ဖြစ်နေတယ်နော်အဲ့တော့ထိုင်းလို့ကို English လို့ဖြစ်အောင်ပြောင်းမဆိုရင်ကျွန်တော်ဒီဘယ်ကိုသွားမယ်သွားပြီးတော့ဒီနေရာကိုနေပြီးမယ်နော်နေပြီးတော့ဒီနေရာမှာကျွန်တော် English ကိုရွေးပေးမယ်အပြီးတော့ OK ကိုနေပေးမယ်ပြီးတော့ OK ပဲထပ်နေပေးမယ်ဟုတ်ပြီပြီးတော့ Office ကိုပိတ်မယ်အဲ့ဒီ shortcut က window ရဲ့ space bar ရဲ့ပိတ်ပြီးတော့ကျွန်တော်ပြန်ပိတ်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် English လို့ဖြစ်သွားပြီအဲဆိုတို့ပြောင်းရုပ်ပဲနော်